အာမရှိရတဲ့နီးဘုရားသခင်ကိုရမြတ်ကြီးသေချာဟောလိုက်မယ်လို့တရားတစ်တုံမှတ်ရမယ်။မှန်ပါဗျာ။တရားထုတ်တဲ့ပုဂ္ဂိုလ်များသည်ဘာကြောင့်အားထုတ်တယ်ဆိုတဲ့ဥစ္စာကိုလည်းရှင်းပြီးကာလဘုရားသခင်ကိုရမြတ်ကြီးကပြောလိုက်ဘူးနော်။မှန်ပါဗျာ။အဲ့တော့တရားမထုတ်ပြီးရှင်းဖို့ကာလဘုန်းကြီးတို့ဓမ္မတွေသတိထားကြရကရှင်းလို့အာမထုတ်သေးခင်ဩငါမှာဥပေကြီးလည်းဆက်ရောက်နေပြီ။နာဝေကြီးကလည်းမဝေးတော့ဘူးသေဝေကြီးကလည်းကပ်ရောက်နေပြီဆိုပြီးဒီကလာဒီလိုပဲနာဝေသေဝေဟာတဏှာကြီးလက်ချက်ပဲဆိုတာသိချာမှတ်ရဘုဘိနာဝေသေဝေကဘယ်လိုလက်ချက်ပါတဏှာကြီးလက်ချက်ဓမ္မတွေကသိထားတော့တဏှာကိုနိုင်တာရှာမှာဆိုပြီးဒီကလာဓမ္မတွေကရှာကြပါနော်တဏှာတွေကလို့ဆိုလို့ရှိရင်မက္ကမနိုင်တယ်လို့လည်းမှတ်ထားကြပါအဲဒီကဲမက္ကနိုင်တော့ဒီမက်ဖြင့်အရယူမှပဲဒီတဏှာကြောင့်ဘဝိနာပဲသေဝေတွေအပေဝေတွေဖြစ်နေတဲ့ဥစ္စာ30ဘုံမှာဟိုအောင်အောင်သေအောင်အပေလေးပါးရအောင်လုပ်တတ်တာကဖြင့်တဏှာပဲဆိုပြီးကြလားဒီတဏှာဖြင့်မက်မှပဲနိုင်တယ်ဆိုပြီးကြလားမဉ္ဇဏ်ပေါ်အောင်ဒကာဓမ္မတွေကကျိုးစားရမယ်။အဲဒီကဲတော့မဉ္ဇဏ်ပေါ်အောင်ကျိုးစားတဲ့အခါကျတော့ကျင့်ရတာကလည်းဆင်းရဲမဉ္ဇဏ်ဘုံဉဏ်ပေါ်လာတာကလည်းနှေးတာဒီလိုပုဂ္ဂိုလ်လေးရှိမှန်ပါဗျာ။ကျင့်တော့ကတော့ဗါတဲ့ဆင်းရဲမဉ္ဇဏ်ပေါ်ဖို့ခါကြတာနှေးနေ။ဩဒီပုဂ္ဂိုလ်ကတစ်မျိုးပါလား။ကျင့်ရတာကတော့ဗါတဲ့ယောဂတွေကြားတဲ့ကိုရွှေ့ခြင်းဒီရွှေ့ခြင်းနဲ့မင်းစားသလိုလိုအညောင်းကများသလိုလိုတလိကကတ်သလိုလိုဝန်းကနာသလိုလိုနဲ့ရှင်းရတာကတော့တခါကျွယ်ဆင်းရဲပြီးတော့ဒီဒုက္ခချုပ်ငြိမ်းတဲ့နိဗ္ဗာန်ကြီးမြင်ဖို့ရမဉ္ဇဉ်ပေါ်ဖို့ရကတော့နှေးတယ်။ဩဒီလိုပုဂ္ဂိုလ်လည်းတစ်မျိုးလို့မှတ်စမ်းဆင်းရဲရဲ့ချင်းမဉ္ဇဉ်ပေါ်နှေးတာကတစ်မျိုးဒါတယောက်နော်ဘယ်လိုကျင့်ရပါမဉ္ဇဉ်ပေါ်ကြတော့နှေးဩဒီလိုပုဂ္ဂိုလ်လည်းရှိမမိကြဘူးဒုတိယပုဂ္ဂိုလ်ကတော့ဓမ္မတော့ဆင်းရဲရဲတော့သူကျင့်တာပဲမဉ္ဇဉ်ပေါ်လာတဲ့အခါသူကမြန်တယ်ဒီပုဂ္ဂိုလ်ကလည်းတစ်မျိုးပဲလို့ဓမ္မတွေမှတ်ရမမျိုးရှိဒုတိယပုဂ္ဂိုလ်ကတော့ရှင်းရတာတော့ဗါတဲ့မဉ္ဇဉ်ပေါ်လာတာဒီပုဂ္ဂိုလ်ကလည်းတစ်မျိုးပဲလို့ဆိုတာမှတ်ရတယ်ဘယ်မျိုးရှိသွားနှမျိုးရှိသွားပြီတဲ့ဓမ္မတွေ၄မျိုးရှိအောင်နာကြပါနော်သရုပ်ကနိဗ္ဗာန်ရုပ်ထုံမှာလာပါတဲ့အားတော့လျှော့ရတဲ့ဘောမှမရှိပါဘူးတချို့ပုဂ္ဂိုလ်ကြတော့ဘိုးတဲ့ချမ်းချမ်းသာသာနဲ့ကျင့်ရပါတယ်တဲ့ဓမ္မတွေနော်ပါတယ်တော့မဉ္ဇဉ်ပေါ်တာကြတော့နှေးနေသူကလည်းတစ်မျိုးပဲဘယ်နှမျိုးရှိသွားအချို့ပုဂ္ဂိုလ်ကြတော့ဓမ္မတို့ကျင့်ရတာကလည်းချမ်းချမ်းသာသာပဲသဘောကျမဉ္ဇဉ်ပေါ်တာကလည်းမြန်တဲ့ဓမ္မတို့သူကဘယ်လိုပါလိမ့်လားမဉ္ဇဉ်ပေါ်တော့လည်းမြန်တယ်ဩဒါဖြင့်လောကကြီးထဲမှာဖြင့်ဓမ္မတို့ပုဂ္ဂိုလ်၄မျိုးရှိတယ်ပုဂ္ဂိုလ်၄မျိုးရှိတော့ကိုတင်းနာမပုဂ္ဂိုလ်ပြန်ပြီးရှင်းပေးပါဦးမယ်ဓမ္မတို့စင်စင်ရဲရဲကျင့်ပြီးဒီကလာမဉ္ဇဉ်ပေါ်တာသိတာကတရားစင်စင်ရဲကျင့်ပြီးမဉ္ဇဉ်ပေါ်တာကမြန်တာကတရားချမ်းချမ်းသာသာကျင့်ရပြီးဒီကလာဓမ္မတို့မဉ္ဇဉ်ပေါ်တာနှေးတာကချမ်းချမ်းသာသာလည်းကျင့်ရတယ်မဉ္ဇဉ်ပေါ်တာလည်းမြန်တယ်အလုံးပဲမြောက်ပါကောင်းပြီဒီလိုသိထားရမှာဩမဉ္ဇဉ်တော့ပေါ်ကြတာဒီပဲဒုက္ခကသိငြိမ်းတဲ့မဉ္ဇဉ်တော့ဖြင့်တခါကျော်ပေါ်လာပြီသို့တော့ကျင့်မှုကျင့်နည်းကတော့ဖြင့်၄မျိုးရှိစင်စင်ရဲကျင့်ရတာက2ယောက်ချမ်းချမ်းသာသာကျင့်ရတာက2ယောက်အဲဒီကဲတော့ပုဂ္ဂိုလ်ဒီဓမ္မတို့၄မျိုးရှိတယ်လို့ဘုရားကဟောတယ်
ဒါဒီခုတရားထုတ်တဲ့ဘုန်းကြီးဓမ္မတွေထဲမှာဒီလေးမျိုးဟာငါပဲမျိုးလဲဆိုတာကိုလေကိုယ့်ဟာကိုယ်ဆုံးဖြတ်ချက်ချတယ်နော်အားလျှော့ကြရတော့တကွမှမပါဘူးဆိုတာကိုလည်းကိုယ့်ဟာကိုယ်မှတ်ထားရမဉ္ဇဉ်ဘုံညာမရမှလည်းမရှိဘူးနေတာနဲ့ဉာဏ်တော့ပွားကြတယ်နော်အဲ့တော့ဟိုဒါရှင်ဗျာတပည့်တော်တို့ဓမ္မတွေကတော့အရှင်ဘုရားများလိုပဲကျမ်းဂန်မနှံ့တော့တပည့်တော်တို့အကုန်ရလိုက်တဲ့အထဲသွင်းရမလားလို့ဆိုလို့ရှိရင်ဖြင့်ဓမ္မတို့သူအလုတ်ကပဲပြောတာပါလိမ့်အလုတ်ကပြောလာတော့သံဃာရှိကြလူသေးရဲ့အဲ့ဒါကြောင့်ဓမ္မတို့ပုဂ္ဂိုလ်ကိုကဲခတ်ဖို့တရားလေးစားလို့ဘုရားသခင်ကိုရမေကြီးကဟောတော်မူတယ်တိုင်းတိုင်းပြောကြပါစို့တဲ့တင်းနံပါတ်ပုဂ္ဂိုလ်ကစင်စင်ရဲရဲကျင့်ပြီးမဉ္ဇဉ်ဘုံညာအရာနှေးရရနှေးသွားတယ်ကောင်းပြီတဲ့ဓမ္မတို့ဘယ်လိုကြောင့်စင်စင်ရဲကျင့်ရသလဲလို့မေးတဲ့အခါကျတော့တရားလေးဖြစ်ပြနှလုံးသွင်းလိုက်ကိလေသာကရှားထိုးလာတရားလေးနှလုံးသွင်းလိုက်ဒီလိုဆိုတော့ဓမ္မတွေကျင့်ရတာကနေသွားတယ်ဆင်းရဲပေါ့ဗျာသူ့ဖယ်နေရတာနဲ့ကြားနေဒါဖြင့်ဒီဓမ္မတွေမှာဆင်းဒေမညာဘုံညာကရခဲ့ကိုဆိုတဲ့ဆင်းရဲတဲ့စိတ်တွေမပေါ်ဘူးပေါ်ကြတယ်ဒါဖြင့်ဆင်းရဲကျင့်ရတာဒီဘယ်နဲ့ကြောင့်ဘုံလုံးမဲတဲ့အခါကျတော့ကိလေသာခြူပြောလို့မှတ်လိုက်ပါဆင်းရဲကျင့်ရတာသေချာမှတ်ပါဓမ္မတို့ကိုယ့်ကိုအထုတ်တော့မှာဩငါကိလေသာသူပြောလို့အထုတ်နေတဲ့ထဲမှာဈာစိတ်တွေကဝင်ဝင်ထိုးလို့ဆိုပြီးကြတာဆိုတော့ကိုယ်စိတ်ထဲမှာမရနိုင်တော့မစင်းရဘူးအဲ့ဒါဖြင့်ဆင်းရဲတဲ့ပုဂ္ဂိုလ်မှာကိလေသာသူပြောလို့ဆင်းရဲတယ်လို့မှတ်လိုက်ကြပါဘယ်လိုမှတ်ကြကိလေသာသူပြောလို့ဆင်းရဲတာလေဓမ္မတို့ဘယ်လိုကြောင့်ဆင်းရဲပါလဲဒါဖြင့်ဒကာသက်ကပဲကဲခတ်တာသူများပြစ်လားတဲ့ကိုယ်ပြစ်လားဒါကြောင့်ဆင်းရဲမှန်ပါဗျာရှင်းမလားရှင်းပါဆင်းရဲကျင့်ပြီးရတဲ့အခါကြလို့ရှိရင်နှေးမှန်ပါရတဲ့အခါကျတော့မဉ္ဇဉ်ဘုံညာရတာပဲတဲ့သူနှေးသွားမှန်ပါဗျာရှင်ကြာတော့ဗျာဘယ်နဲ့ကြောင့်ကြာတော့မေးတော့သဒ္ဒါကလည်းမထဲဝရိယကလည်းမတန်တတိကလည်းလက်လက်နေတယ်ဘာကြောင့်သမာဓိကလည်းဓမ္မတို့စူးစိုက်စိုက်မရှိပညာကလည်းထုတ်ပြီးနေတာနဲ့နှေးသွားရပါလေဒါဖြင့်တဲ့နံပါတ်ပုဂ္ဂိုလ်အဖြစ်ကိလေသာထူပြော၍ဣန္ဒြေပညာဣန္ဒြေညံ့ခဲ့တော့တဲ့ဓမ္မတို့စင်စင်ရဲလည်းကျင့်ရမယ်ဣန္ဒြေမထက်တဲ့အတွက်လည်းအရာနှေးရမယ်ရှင်းမလားစင်စင်ရဲဘယ်လိုကြောင့်စင်စင်ရဲကျင့်ရမလဲကိလေသာထူပြောလို့တကသိရဘယ်နဲ့ကြောင့်အချိန်ကြာသွားပါလိမ့်နှေးပါလိမ့်မလို့ဆိုတော့ဣန္ဒြေမထက်လို့သတ္တိန္ဒြေဝိရိယန္ဒြေသတ္တိန္ဒြေသမာဓိန္ဒြေပညာန္ဒြေမထက်လို့တို့ပြောတော့ဥပဒနာပညာမထက်လို့ဒါဖြင့်တဲ့နာမပုဂ္ဂိုလ်မှာဓမ္မတို့ကိုယ်ပိုင်ညာနဲ့ကိုယ်တိုင်ရှင်းကြတာပေါ့ဗျာသင်္သေးရဲ့ကျင့်ရတာဘာကြောင့်ပါလိမ့်လို့အရာနှေးတာကဘယ်နဲ့ကြောင့်ပါလိမ့်လို့ဣန္ဒြေနှုတ်လို့သဘောကျသတ္တဣန္ဒြေဝရိယဣန္ဒြေသရဣန္ဒြေသမာဓိဣန္ဒြေပညာဣန္ဒြေဆိုတဲ့ဣန္ဒြေ၅ပါးကဘာဖြစ်နေအဲ့တော့ကိုယ်သိဟောငါသင်ရဲ့ကျင့်ရတာလည်းတခြားကြောင့်မဟုတ်ဘူးအရာနှေးတာလည်းဓမ္မတွေသိတဲ့အတိုင်းပညာဣန္ဒြေအစရှိပြီးညံ့လို့မဆိုရဘူးလားဒါဘုရားဟောပါဓမ္မတို့သရုပ်ကနိဗ္ဗာန်ငုတ်ထုမှာဟောပါတယ်ဓမ္မတို့တဲ့နာမပုဂ္ဂိုလ်ကစင်စင်ရဲ့ကျင့်ရတယ်ဆိုတာဘာကြောင့်ပါလဲရှင်းဘယ်နဲ့ကြောင့်နှင်းကိုယ်မှမဉ္ဇဉ်ဘုံညာနိဗ္ဗာန်ရပါလေဣန္ဒြေနှုတ်ရှင်းအဲ့ဒီတော့ဒီလိုလုပ်လိုက်ဓမ္မတွေဒါကဘုရားဟောတဲ့နည်းဘုန်းကြီးက
ပြင်ပြီးဒီကလာပေးပါအောင်မယ်ဒီဥစ္စာကိုဘုရားကတော့ဖြင့်တဲ့ကိလေသာထူပြောလို့ရှိရင်ဆင်းရဲလိမ့်မကွာအိန္ဒြေလုံးလို့ရှိရင်လည်းအရာနှေးလိမ့်မကွာဘယ်နှချက်ပြနှစ်ချက်ပြပြီးဒီကလာနေတော့တို့ကဒီလိုလုပ်ပါလို့ဒကာဓမ္မတွေနီးပေးရကျိုးစားလဲကျိုးစားကြပါနီးတော့အစုံပေးတာပဲနော်ကျိုးစားပါလို့ဆိုတာသတိပေးလိုက်ပါလေဆင်းရဲကျင့်ရတာဘာကြောင့်ပါလဲဝိပဿနာရှုလိုက်ကိလေသာကကြားခိုလိုက်ဝိပဿနာရှုလိုက်ကိလေသာကြားခိုလိုက်ဆိုတော့ဒကာဓမ္မတွေဖြစ်ပြမြင်လိုက်သာသမီစိတ်အိမ်စိတ်တွေကဝင်လာလိုက်အလုပ်စိတ်တွေကဝင်လာလိုက်ဒကာကျွေတင်းနာပါအဲ့တော့သူကသူများဖယ်နေရတာနဲ့ကိလေသာဖယ်နေရတာနဲ့ပဲကြာသွားကြာတော့ဆင်းရဲမဆင်းရဲပဲအဲ့ဒါဒီလိုလုပ်လိုက်တင်းနံပိုက်တစ်ကိုပြင်ကျင်လို့ရှိရင်ကိုကဖြစ်တဲ့ကလေးတွေတွေးပြီးပထမတစ်ချက်တွေးလိုက်တွေးတဲ့အချိန်မှာကိလေသာကရောင်းဝင်ခိုးလာတော့ဒီနေ့ကဒကာသစ်တို့သင်သွားလိုက်လာတဲ့ကိလေသာဖြစ်ဖြစ်ရှုလာဘယ်လိုလုပ်ကြဟာဒါဖြင့်ဒကာဓမ္မတို့ကိလေသာထူပြောလို့ကျွတ်တို့မှာဆင်းရဲကျင့်ရမှာကိလေသာကိုပင်လည်းဖြစ်ဖြစ်ရှုလိုက်တဲ့တွေ့ကျွတ်တို့မှာဆင်းရဲစရာကိုရှိသေးရဲ့ဆရာဘုန်းကြီးသင်လိုက်တဲ့အတိုင်းအိန္ဒြေဟာလည်းကိလေသာပါရှုချဘယ်လိုရုပ်တွေဝေဒနာတွေရှုမနေနဲ့ဝေဒနာဖြင့်ဝေဒနာတွေရှုမနေနဲ့ကိလေသာလာလည်းကိလေသာရှုချလိုက်ဆိုတော့ပြင်းပြင်းတွေကလည်းချက်မပေါ်ဒါဖြင့်တရားဓမ္မတို့သင်ရတာလေကိလေသာဈာထိုးဈာထိုးတဲ့ကိလေသာဘာလို့ကြောင်ဖြစ်ပြရှုလိုက်တော့တရားဓမ္မတို့ဆင်းရဲမှုပြောက်ဉာဏ်ထက်မှုလည်းရောက်ဆင်းရဲမှုလည်းဉာဏ်ထက်မှုကိုခိုင်းဒကာကြီးပြင်တတ်ပလားပြင်တတ်ပါဘူးဒကာကြီးမှလည်းပြင်တတ်ပလားဒါအရေးကြီးတယ်အရေးကြီးတဲ့ဒကာဓမ္မတို့ဒါလူငယ်တဲ့နေ့မှာအရေးကြီးတဲ့အချက်လက်ကလေးတွေဒီပါအလုသမားတွေကိုသက်သက်အကူအညီပေးတဲ့တရားလို့မှတ်ပါအလုသမားတွေကိုသက်သက်အကူအညီဖျားပေးတဲ့နည်းတွေကိုအမျိုးမျိုးတခါလဲမြန်မြန်ရတဲ့ရအောင်နိဗ္ဗိနေတယ်ဆိုတဲ့ဥစ္စာကိုလည်းဥလာဘူးလို့မှတ်ရတယ်။ကဲပရမပုဂ္ဂိုလ်ပြန်ရှင်းပါအောင်မယ်တရားဓမ္မတွေနော်။ပရမပုဂ္ဂိုလ်ကတော့ဆင်းရဲခြင်းပြီးအရာကမညံဘုံညာအရာကနှေးတယ်တကားသိရ။ဒီပုဂ္ဂိုလ်ကတစ်မျိုးဆိုပါဘယ်နဲ့ကြောင့်ဆင်းရဲခြင်းရပါလိမ့်ဆိုတော့ဒကာသစ်တို့ဥမာတယ်တို့ကဘယ်နဲ့ဖြေကြပါ့မလဲ။ဟောနေရကြဒါလက်ပဲတွေ့သူ့ကြောင့်ကျတော့ဆင်းရဲခြင်းရတာသူ့ကိုပဲလေဆရာဘုန်းကြီးပေးတဲ့နည်းနဲ့အိပတိသောကိုလက်မလွတ်ဖဲနဲ့အေးလာခဲ့ပတ်သက်ငါ့ကိုရှုကြားလို့တာပဲရှုဆိုပြီးဒီကဓမ္မတွေကဆင်းရဲဖို့လာပေးတဲ့တရားကိုပဲလေသူ့ကိုကျတော့ကမိတ်ဆွေဖြစ်နေဒကာတဲ့ဘာလို့လဲရဒါဖြင့်သူကဆင်းရဲပေးသလားတဲ့ကျတော့ကိုညံထက်မှုပေးသလားဒါဖြင့်ဒီနည်းရတဲ့ကတို့နေရာကြပဲဆင်းရဲကျင့်ပြီးနှင်းနှင်းမှရမယ်ပုဂ္ဂိုလ်ဟာဆင်းရဲလည်းမကျင့်ရဘူးမြန်မြန်လည်းရမယ်တက်က၄သွားဖြစ်တက်ကပါသွားဖြစ်ဩတခါကျွတ်တဲ့မှာတခါကြားရတယ်လို့မှတ်စမ်းပါစာမှဒီရေးလူတာရှိဒီပြင်နည်းရှင်တွေကတပည့်ကျမ်းကမှာဘုရားပဲဟောထားတာရှိအဲ့တော့ဘုန်းကြီးကဒါတွေဓမ္မတွေကိုအကြီးကျယ်ဆုံးသောဉာဏ်နဲ့အကူအညီပေးလိုက်တော့ကိလေသာကြောင့်ဆင်းရဲတယ်ဆိုတာဘုရားကဟောဉာဏ်နေတာကဣန္ဒြေမရင်လို့ပြောတာသဘောကျဉာဏ်နေတာသတ္တိန္ဒြေဝရိယန္ဒြေသတိန္ဒြေသမာဓိန္ဒြေပညာန္ဒြေဆိုတဲ့ဣန္ဒြေ၅ပါးရှိအဲ့ဒါတွေကမရင်ပြက်လို့ဘုရားဟောလိုက်နေတာရှင်းပြီနော်အခုတော့ပြန်ဘုန်းကြီးတို့ဒကာဓမ္မတွေတစ်နံပါတ်ပဲမေးလိုက်ပါတယ်တစ်နံပါတ်1ကိုမေးလိုက်တော့ဒကာဓမ္မတွေဘယ်နဲ့ကြောင့်ဆင်းရဲကျင့်ရသလို
ဒါဖြင့်ဆရာဘုန်းကြီးပြင်တဲ့စိတ်လိုက်ကြလာတဲ့ကိလေသာဘာလို့ပြန်ပင်ကိုယ်ကလည်းจิตတို့ကဝေဒနာဖြင့်ဝေဒနာစိတ်ဖြင့်စိတ်ရှုနေတော့ကိလေသာကကြားထုတ်ကြားထုတ်လိုက်တဲ့အခါကျတော့အိဗ္ဗတိကောကိုလက်မလွတ်နဲ့အိလာကပသရှုပါလို့သူကနေပြီးဒီကလာခေါ်တယ်ဘောမရောက်ဘူးလားရောက်ပါဘူးကြားထုတ်တဲ့ကိလေသာဘာလို့ကြဖြစ်ဖြစ်ရှုလိုက်တဲ့တွေ့တဲ့တင်းနာမိုက်တက်ဟာလေဒကာဓမ္မတို့သိတဲ့တိုင်းတဲ့စင်စင်ရဲမဖြစ်တော့ရှုစရာများကိလေသာကြားထုတ်ရင်လည်းရှုစရာမရှိပါဘူးအခုတော့ကိလေသာကြားထုတ်တဲ့ကိလေသာဘာလို့ပလိုက်ဖြစ်ဖြစ်ရှုလိုက်တော့အော်ငကူကလည်းဖြစ်ဖြစ်ရှုတဲ့ညာကြားထုတ်တဲ့ကိလေသာကိုလည်းဆရာဘုန်းကြီးကပေးလို့ဖြစ်ဖြစ်ရှုတဲ့ညာနဲ့ဆိုတော့ညာကဉာဏ်ချင်းနည်းတော့ဘုရားရိုးရိုးဝေဒနာရှုနေတဲ့ဖြစ်ဖြစ်ပေါ်မှာကိကြားထုတ်တဲ့ကိလေသာကိုဖြစ်ဖြစ်ရှုလိုက်ရကြတော့ကျွတ်တော့မှဉာဏ်ချင်းကနည်းဘူးလားဉာဏ်ချင်းကအာသေရဏပြည့်ကျော်ဆိုတဲ့ဖန်တလဲလဲကတ်လာအဲ့ဒါကြောင့်ဒကာဓမ္မတို့သင်ရစွာကျင့်ပြီးနှင်းနှင်းမှရမယ်ပုဂ္ဂိုလ်ကိုယ်ပင်လဲဆရာဘုန်းကြီးကကူပေးလိုက်ဘုရားတဏှာမှာဟောတာကြည့်ပြီးတော့လာတဲ့ကိလေသာဘာလို့မလဲဖြစ်ဖြစ်ရှုလိုက်တော့ဉာဏ်ချင်းကဘာလဲအရင်ဝေဒနာရှုနေတဲ့ဉာဏ်စိတ်ရှုနေတဲ့ဉာဏ်နဲ့နောက်ဈာတုအိမ်ကိစ္စရာကိစ္စတွေပေါ်လာတဲ့ဈာတုစိတ်ကိုရှုလိုက်တဲ့ဉာဏ်နဲ့ဉာဏ်ချင်းမနည်းဘူးလားဉာဏ်ချင်းနေတော့ဣန္ဒြေကလည်းထဲ့ဆင်းရဲစွာကြက်မှုကလည်းပျောက်ဆိုတော့တင်းနာမှာပုဂ္ဂိုလ်ပင်ဖြစ်လင်ကြဒကာကျေ၄နံပါတ်ထဲဝင်သွားတယ်ချမ်းချမ်းသာသာကျင့်၍မြန်မြန်ရရချက်ပါဒါဖြင့်ဒကာဓမ္မတို့ဘုန်းကြီးများကလည်းအမှန်အကူကြီးပေးပြီးဒီကလာအရေးကြီးတဲ့ကူကြီးမျက်မှောက်လို့ကျင့်သူတို့ဒီဘဝအသေးကစောသင်ရဲကျင့်ပြီးကလာညာကနေလို့မရမဲနဲ့သေသွားမယ်ဆိုတော့နောက်ဘဝမှာရမယ်အိဗေကရောက်သဘောကျအဲ့ဒီလိုနောက်ဘဝမှာရမယ်ဆိုတော့လေဒကာဓမ္မတို့ပရိသေတွေတခါနေရလို့ရှင်းမယ်အပြစ်ကြီးစွာသင်ပရိသေတွေတခါနေရဒကာတဲ့ဒါလည်းအဲ့ဒီအပြစ်ကိုတော့မှဆရာဘုန်းကြီးကမသိစေချင်တာနဲ့ဒကာဓမ္မတို့ဆင်းရဲကျင့်ဆိုတာဘာကြောင့်ကျင့်ရပါလဲသေချာမှဒကာကျော်ဆင်းရဲကျင့်ဆိုတာဘာကြောင့်ပါလဲကဲမှတယ်တော့ကဘယ်လိုလုပ်မလဲရားလို့ကိုပင်ကိုရှိတာကိုလည်းဖြစ်ဖြစ်ရှုတာရှုနေတော့သူကကြားထုတ်လာတော့သူလည်းဖြစ်ဖြစ်ပဲနှိစ္စပဲလို့ဒကာဓမ္မတွေရှုလိုက်တော့ဉာဏ်ချင်းကနေဉာဏ်ချင်းကနေတော့ဉာဏ်ကလည်းမထက်ဘူးဒါနဲ့အိန္ဒြေထက်ပါဒါဖြင့်ဒကာဓမ္မတို့ဆင်းရဲအောင်လုပ်တဲ့ကိလေသာလဲကျွတ်တို့ကိုအကူအညီပေးဆင်းရဲအောင်လုပ်တဲ့ကိလေသာကလည်းညာတော့နေတာကလည်းဘာဖြစ်သွားဟုတ်သေပြောပြီဒီတိုင်းသာလို့ဒီတိုင်းသာလို့ဒကာကျွတ်အားလုံးဒကာဓမ္မတွေနားလည်ကြရလားဆင်းရဲတာဘုရားကြောင့်ဆင်းရဲပါလေညာမထက်တာဒီဘက်နဲ့ညာမထက်ပါလေမလို့ဆိုတော့ညာချင်းဝေးလို့အခုတော့ဖြင့်ယာရုကိုဒကာဓမ္မတွေကဝိပဿနာရှုလိုက်တဲ့တွေ့ဉာဏ်ချင်းကတော့ပြီးပါပါဗျာယာရုအဖြက်ကလည်းจิตတို့အကူအညီမပေးဘူးလားဒါပြန်အဖြက်ကအကူအညီပေးဉာဏ်ချင်းကနေလို့ဒကာဓမ္မတို့အိန္ဒြေကယဉ်ဆိုတော့တိဏ္ဍမပုဂ္ဂိုလ်ဒုဖြစ်နေတောင်မှအခုဆရာဘုန်းကြီးပေးတဲ့နည်းနဲ့လှုပ်လိုက်လို့ရှင်းဖြင့်ချမ်းချမ်းသာသာကျင့်ပြီးဒီကလာအမြန်ရတဲ့သရုပ်ရပုဂ္ဂိုလ်ဖြစ်တိုင်းလေလွယ်တဲ့အတိတ်ပဲပုဂ္ဂိုလ်ဒါကကြောပဲနဲ့မလွယ်ဘူးတဲ့ဘုရားက၄မျိုးပဲဟောထားတယ်ဘုရားက၄မျိုးပဲဟောထားတယ်ဆိုတော့ဘုန်းကြီးကတခြားသောကျမ်းဂန်တွေဒီဘုရားဟောတာတွေနဲ့နောက်ပိုင်းနဲ့ရှေ့ပိုင်းညှိလိုက်တော့မှဟာဒီလိုလို့ဖြစ်တာပဲဆိုတော့တင်းနံဘက်က၄ဖြစ်အောင်ဒကာဓမ္မတို့ဘယ်လိုလုပ်မလဲဆိုတော့၄ဟာဒကာဓမ္မတို့အကျိတ်ရှုမယ်ချမ်းချမ်းသာသာကျင့်ပြီးအမြန်မဲ့ဖို့ရ၄နံပါတ်လေ၄နံပါတ်ကဘာတဲ့အမြန်
မဲ့ဖို့ရအဲ့ဒီပုဂ္ဂိုလ်ဖြစ်ပြန်တော့ကိုယ်ကလည်းတင်းနာမပုဂ္ဂိုလ်ကဖြစ်နေပြန်တော့ယောငါလေးပုဂ္ဂိုလ်ဖြစ်ဖို့ဘယ်လိုများကြံထုတ်ပြီးဘယ်လိုကြိုးစားပါမလဲဆိုတာဒကာဓမ္မတွေညာနဲ့တော့ဝေနေမှာပြောပါမဝေဘူးလားအဲခုတော့ဖြင့်ဒကာဓမ္မတို့စိတ်တွေပါလေဝေနေရရှိသေးရဲ့အဲဒါဖြင့်လောက်ကြပါလေဟိုတဲ့ဒကာဓမ္မတို့တင်းနံပါတ်ပြန်မေးတဲ့သင်္ကြန်ရဲ့ကျင့်ပြီးနှင်းနှင်းမှရတာတင်းနံပါတ်ပုဂ္ဂိုလ်ဘာကြောင့်သင်္ကြန်ရဲ့ကျင့်ရသလဲကိလေသာထူပြောလို့ကိလေသာချားထိုးလို့အဲ့ဒါဘာလို့ကြဖြစ်ဖြစ်ဖြစ်လိုက်တော့ဒကာဓမ္မတို့ကိလေသာသည်ဘုန်းကြီးတို့အားသင်္ကြန်ရဲ့ကျင့်အောင်လို့လာလို့သင်္ကြန်ရဲ့ကျင့်အောင်လို့လာလို့တယ်ဆိုတာသိကြပါလားအဲ့ဒါကျွတ်တို့ကမင်းပဲတို့အပင်ကြီးပေးပါကွယ်ဆိုတဲ့သဘောမျိုးလို့သဘောကျကျွတ်တို့ကသူ့ကိုပဲဥပဒနာညာနဲ့ပဲရှုလိုက်ပဲကိလေသာပါလို့လိုက်ရာဂလည်းရာဂဖြစ်တဲ့ရှုစိတ်မချတဲ့ကိလေသာစိတ်မချတဲ့ဒေါသကိုသံဃာတို့ငါးဒီလာနေတဲ့အိမ်မက်ဘာများဖြစ်နေအောင်လို့ဆိုတော့သံဃာလည်းသံဃာဝိသိကိစ္စဆိုတဲ့မောဟဖြစ်တဲ့ရှုချဖြစ်ဖြစ်ရှုချလိုက်တော့ဒကာဓမ္မတွေပဲစဉ်းစားပါတော့ဉာဏ်ချင်းပဲနဲ့မူလရှုနေတဲ့ကမ္မဋ္ဌာန်းဉာဏ်နဲ့ဒုတိယယာလို့ရှုလိုက်တဲ့ဉာဏ်နဲ့ကမနေဘူးလားဉာဏ်နေခြင်းကြောင့်ဣန္ဒြေရင်သဘောကျဉာဏ်နေခြင်းကြောင့်တယ်လဲဖို့တတ်မှာနှောင်နေဖို့ရာကိုလည်းကိလေသာကြားတော့ရင်သူကပြိဿမှုကတမ်းမလို့လားတမ်းဝင်ရသေးတယ်အဲ့ဒါဖြင့်ကျွတ်တို့ဒီကားလို့ဆိုရင်ချမ်းသာစွာကျင့်ပြီးဒီကာလဒကာဓမ္မတို့မြန်မြန်ရလိမ့်မယ်ပေါ်ကြချမ်းသာစွာကျင့်ပြီးဒီနေ့ပေးကြတာဒကာတွေကြာလာပြီဒီအကြောင်းကမတိုက်ဆိုင်တာနဲ့ဒကာသေးရအချိန်ကြီးဆွဲထားတယ်ဒီပြင်သိကြရတယ်လည်းများဘူးကဲအခုတော့ဖြင့်ယနေ့ဒကာဓမ္မတွေအထူးကံကောင်းတဲ့နေ့ပဲဆိုတော့ကိုယ်ကတော့ဖြင့်ဒီထဲများသောအဖြစ်သင်္ကြန်ရဲ့ကျင့်ပြီးနှင်းနှင်းမှရမယ်ပုဂ္ဂိုလ်များလိမ့်မယ်ဆိုတာကဖြင့်ကိုယ်ကိုပြီးဆုံးဘယ်လိုဆိုကြကဲဒါဖြင့်ကိုယ်ဆရာဘုန်းကြီးပေးတဲ့ဤဘုရားပေးတဲ့ဤနဲ့ပြင်တတ်ပလားပြင်တတ်ပါဘူးဘယ်ဖုဒ္ဓမှာဘုရားမှာအမတန်ဘုဒ္ဓနဲ့ဆိုတာဓမ္မတွေသေးသေးချာချာနာကြည့်ကြည့်ဉာဏ်ကြီးကြီးနဲ့ထောင်ကြည့်တယ်မဟုတ်ဘူးဆရာဘုန်းကြီးကူလိုက်တဲ့အချက်ကတိက္ကကိုပဲ၄နံပါတ်ဖြစ်ရပါလား၄နံပါတ်က၄နံပါတ်ဆိုတာကတကယ်ကိုဓမ္မတွေချမ်းချမ်းသာသာကျင့်ပြီးဒီကလာအမြန်ရတဲ့ပုဂ္ဂိုလ်ချမ်းချမ်းသာသာကျင့်ပြီးကဲဒကာတဲ့သေပြောတယ်သေပြောပါလေဒကာဓမ္မတို့ပါရမီဆောင်နေကိလေသာကြားထုတ်တယ်ဆိုတော့သူပါရမီညံ့လို့ဟုတ်ဘူးလားကိလေသာထူပြောတဲ့ပုဂ္ဂိုလ်ကမဲ့ညံဖွဉဏ်ရခဲ့တာဟုတ်ဗျအခုကြည်သာတဏ္ဍမပုဂ္ဂိုလ်မှာငကိုဘုရားဟောတာကသင်္ကြန်ရဲ့ကျင့်ပြီးနှင်းနှင်းမှရမယ်သင်္ကြန်ရဲ့ကျင့်ရတာတခြားမဟုတ်ဘူးကွာလေကိလေသာထူပြောလို့နှင်းနှင်းမှကျင့်ရတာဟောဒီသူပြောတဲ့ဉာဏ်တွေကမထက်လို့ဣန္ဒြေတွေကမထက်လို့ဣန္ဒြေဆိုတော့သာသံပါနေလို့ဉာဏ်မထက်လို့ပြောလိုက်တယ်။ဒါဖြင့်တကယ်သိနီးရလား။သင်္ကြန်ရဲ့ကျင့်ရတာဘာထူပြောလို့ကဲရထိုးတဲ့ကိလေသာခဏခဏလာမှာပဲလာရင်မနဲ့လုံးမယ်ဩတကယ်ကျနေရကြဖြစ်ဖြစ်ရှုလိုက်တော့ကိုနှစ်ကိစ္စပြီနေမှလည်းမြန်တကယ်ဆင်းရဲမှလည်းချမ်းသာသွားညာလည်းဒါဖြင့်ဒကာဓမ္မတို့နှစ်ခုစလုံးကိစ္စပြီးစေနိုင်တဲ့သာလို့သုံးရင်ဒုက္ခပရိပဒါဒန္တာပညာရှင်းမလားအခုတော့ဖြင့်ဒုက္ခပရိပဒါခိဗ္ဗပညာသွားဖြစ်ချမ်းသာသာလည်းကျင့်ရတယ်ကျင့်တာပဲကြောင့်ချမ်းသာကြရှုစရာတွေများလို့ကျင့်ကျွတ်ညာထက်တယ်ရှုစရာတွေများလို့ကျင့်ဟိုတကယ်သိတိကပါသွားဖြစ်လေးသွားဖြစ်တယ်ဆိုတာခင်ဗျားတို့ဒကာကျွဲတို့ကုလဘူးတို့
အမတန်ကံကောင်းလို့ဒီဟာကြားရတာဗျာဒါထုံးစံတိုင်းဟောနေမယ်ဆိုရင်ခင်ဗျားတို့ကဒီ၄ယောက်တောင်ရှိတာပဲဒုက္ခပထမပုဂ္ဂိုလ်တွေကပဲဆင်းရဲနဲ့ကျင့်ရမှာပဲဖြည်းဖြည်းမှရိယမတတ်နိုင်ဘူးဒီတိုင်းကြွားရမှာပဲဆင်းရဲနဲ့ခံရုံပဲဖြည်းဖြည်းမှရဖြည်းဖြည်းမှရည်ရုံပဲဘာမှခင်ဗျားတို့ဉာဏ်စွမ်းကံစွမ်းကုန်နေပြီကုန်ပါဘူးဘုရားပြန်ဆရာဘုန်းကြီးကအကူအညီပေးလိုက်အကူအညီပေးလိုက်တရားဓမ္မတို့ဆင်းရဲတာဘုရားကြောင့်ဆင်းရဲတာနှင်းနေရတာဘယ်နဲ့ကြောင့်နှင်းနေရပါလဲဉာဏ်မထက်ဉာဏ်ညံဝေးဘူးရှင်းမလားအဲ့ဒါဘုန်းကြီးတို့တရားဓမ္မတွေကစဉ်းစားလိုက်တာပေါ့ဆရာဘုန်းကြီးသတိပဋ္ဌာန်ပါဠိတော်ကြီးကြည့်ပြီးသူကူညီပေးလိုက်ပြီဆိုတော့ဆင်းရဲလုံးတွေဆိုတာကိလေသာကြားထိုးလို့ဆင်းပေါ်ကြပေါ်ပါဘူးဘုရားကြောင့်ပါလဲခိုင်းဓမ္မတွေကဘယ်နဲ့လုပ်လိုက်မလဲကိလေသာဆိုတာကျွတ်တော့ကိုပင်မအောင်လုပ်လို့ဝါရှင်းအောင်လုပ်လို့လာတာသဘောကျအခုသူကပဲကျွတ်တော့မိတ်ဆွေဖြစ်နေခင်ဗျာကျုပ်မိပြုပြီးရှုပါဗျာဉာဏ်ထပ်ပါလိမ့်မယ်လို့မပြောတော့လီပြောပြီးခဲ့တယ်ဥဒ္ဒကူအချိန်ကြီးရောက်ပါမရောက်ဘူးလားရောက်ပါဒါဖြင့်ကျွတ်တော့ဒီတစ်နံပါတ်ပုဂ္ဂိုလ်က၄နံပါတ်ပုဂ္ဂိုလ်ဖြစ်သူရောက်ဒါခင်ဗျားတို့ကိုယ်ကိုယ်တိုင်ဒီတိုင်းလုပ်ကြလို့ရှင်းဖြင့်တစ်က၄ရောက်ဖို့ဆိုတာခင်ဗျားတို့ရှင်းကထုံးစံတိုင်းဆိုလို့ရှင်းပြဥမာတယ်လို့ဩတို့ကတစ်နံပါတ်ပုဂ္ဂိုလ်ဆိုတော့သင်ရင်လည်းရှင်းရမှာပဲမှန်ပါပါနေနေမှလည်းရပါဘူးဩသူ့ပါမီနဲ့သူလာတာကိုမှန်ပါပါပါမီကိုမပြင်တော့ဘူးခင်ဗျာပြင်ပါပါအခုကလည်းမဟုတ်ဘူးခင်ဗျားတို့တော့ဘယ်လိုလဲထိုင်ခဲ့ရှင်းရတာကိုလည်းများအောင်လုပ်ပေးတယ်မှန်ပါပါပါဠိနှုံနေတာကိုလည်းဖြောက်လို့ပြီသဘောကျဥမာရီသိဖို့တန်နေတယ်တကယ်တည်းနေရပါလားရပါပါနောက်ကဓမ္မတွေရပါပါဆင်းရဲတာဘယ်လိုကြောင့်ဆင်းရဲတယ်ညာမဲ့ကြောင့်မထက်ကြုံဆိုတော့ညာညံဝေးနေလို့ကဲဒါဖြင့်ကိလေသာကြားထိုးလို့ဆင်းရဲတော့ကိလေသာဘာလို့ကြသူနဲ့အနိစ္စငါကရှုနေတာလေငါတို့ရှုလိုက်ပြန်တော့အဲ့ဒါဘုန်းကြီးကူညီပေးတယ်လို့ဆိုတာခင်ဗျားတို့ဘုန်းကြီးကဂုံယူရရောက်မှဆိုလို့ဘုရားကသဗ္ဗေသင်္ခါရအိဋ္ဌလာလာရှုပေါ်လားသဗ္ဗေသင်္ခါရအိဋ္ဌလာလာဘုဘာလို့ကမရှိကောင်းလားလို့ပါရလားသင်္ခါရတရားတွေဒီအကုန်ရှုပါကွာဆိုတော့လာတာကျွတ်တော့ရှုပလိုက်လာတဲ့ကိလေသာသင်္ခါရကိုကျွတ်တော့ဘာလုပ်ပလိုက်ဒါဖြင့်တရားဓမ္မတွေစင်စင်ရဲကျင့်တဲ့အဓိပ္ပာယ်ကိုရသေးရဲ့နည်းမှရမယ်ဆိုတဲ့အဓိပ္ပာယ်ကိုရောက်သေးရဲ့ဘယ်အဓိပ္ပာယ်ရောက်ပါလိမ့်မလို့လို့တရားဓမ္မတွေကမေးတော့မှမစင်ရဲဘဲနဲ့အမြန်ရတယ်မစင်ရဲဘဲနဲ့ဒါခင်ဗျားတို့သဘောထားတဲ့ပါလေအမှန်တန်ကောင်းတဲ့အဓိပ္ပာယ်ခင်ဗျားတို့ကိုယ်ရဲ့သဘောထားမရှိတဲ့ပုဂ္ဂိုလ်များလည်းဒီတိုင်းဉာဏ်ထဲမှာမှတ်ထားမှာသိကြတဲ့အိုးတို့ဆရာဘုန်းကြီးဘုရားတဏှာမှာဟောတာကိုတဏှာဟောတဲ့အကူကြီးပြန်ပေးလိုက်တဲ့ခါကျတော့လေတစ်က၄နံပါတ်ဖြစ်ရတယ်ဆိုတော့နည်းတဲ့အဓိပ္ပာယ်မဟုတ်ဘူးတစ်ကဘာဖြစ်တော့၄နံပါတ်ကဒကာသစ်တို့ဒကာကျွဲတို့မာရင်တို့ပဲစဉ်းစားကြည့်ပါနော်ချမ်းချမ်းသာသာကျင့်၍အမြန်ရရမယ်ဒီရောက်ပါလားရောက်ပါပါချမ်းချမ်းသာသာကျင့်၍ကဲဒါဖြင့်တစ်လောက်ပဲအစွမ်းရည်တတ္တိရှိတဲ့ပုဂ္ဂိုလ်ကိုလေးအဖြစ်ကိုထိုးတင်ပေးလိုက်တယ်ဆိုတဲ့ကဒကာယူမာတယ်နဲတဲ့ညာမဟုတ်ဘူးအမှန်ရေးကြည့်တယ်ဒကာကျပေါ်လားကဲဒကာသိပြောပြီဆိုတာပေါ်ပါလားပေါ်ပါဘူးဒီတိုင်းသာလောက်ပါဒကာဓမ္မတို့တစ်ပုဂ္ဂိုလ်ဟာလေးပုဂ္ဂိုလ်ဖြစ်ရတစ်ပုဂ္ဂိုလ်ဟာလေးပုဂ္ဂိုလ်ဖြစ်ရမယ်ဆိုတာသိကြကြသိပါဘူးအဲဒါဖြင့်တက်နံပါတ်ဖြင့်တက်ကလေးဖြစ်အောင်ဆရာဘုန်းကြီးဘုရားသခင်ကိုရမကြီးနီးမျိုးမျိုးနဲ့ကူလိုက်တဲ့တွေ့ဒကာဓမ္မတို့တက်ကလေးဖြစ်တာဟာဖြင့်တို့ပါရမီထူးလို့ပဲနိဗ္ဗာန်ကောင်းလို့ပဲတို့ဖြင့်ကျွတ်ထိုက်တဲ့ပုဂ္ဂိုလ်မို့ပဲဆိုပြီးဒီနည်းတိုင်းကလောက်တက်ကလေးဖြစ်ရမယ်
ရှင်းမလားရှင်းပါပါဗျာကဲတခါသွားကြအောင်နင့်နာဘပုဂ္ဂိုလ်ကလည်းဒကာဓမ္မတွေစင်စင်ရဲ့ကျင့်ပြီးဒီကလာဗါတဲ့မြန်မြန်စင်စင်ရဲ့ကျင့်ပြီးမြန်မြန်ရမယ်ဆိုတော့ तू ကစင်စင်ရဲ့ကျင့်ရတာတော့ဒကာဓမ္မတွေတမူလေးတာမှကိလေသာများလို့သဘောကျစင်စင်ရဲ့ကျင့်ရတာနဲ့ကိလေသာထူပြောလို့ရှင်းကြပါပြီကဲဒါဖြင့်ဒကာသစ်တို့ဥမာရင်တို့ကကိုကြီးခုနကပေးတဲ့တိုင်ပေးလိုက်တာကဲကိလေသာပေါ်တော့ပေါ်တဲ့ကိလေသာဘာလို့ဒါဖြင့်ဉာဏ်ရင်းကတော့ဉာဏ်ရင်းကလည်းနေတော့သူငကိုယ်ရင့်နေတဲ့ပုဂ္ဂိုလ်ငကိုယ်လည်းရင့်နေတဲ့ပုဂ္ဂိုလ်ဆိုတော့ဒကာဓမ္မတို့ငကိုယ်ကလည်းဆင်းရဲကျင့်ပြီးသူအမြန်ရမယ့်ပုဂ္ဂိုလ်ကိုအဲ့တော့ဆင်းရဲရဲ့จิตတို့ကဥပဒနာဉာဏ်နဲ့အကုန်ရှုပလိုက်တဲ့ဆင်းရဲတဲ့တရားတွေအကုန်ရှုပလိုက်တဲ့ဖြင့်ဝါကန့်ကွက်တတ်တဲ့တရားတွေအကုန်ရှုပလိုက်တဲ့ဖြင့်တဲ့จิตတို့ဒီလေးနာမှာပဲပြန်ဖြစ်တယ်သဘောကျဘာပြန်ဖြစ်ပါလေးနာမှာအတိတ်ကဘာပါလဲချမ်းသာသာကျင့်ပြီးကြလားအမြန်ရဒီမှာလဲကိလေသာနိုင်ရင်အမြန်ရတာကြီးမှန်လားရှင်းညဩဒါဖြင့်တခါကျွေသိဖို့တတ်မှာဒီလိုကဆရာကောင်းနဲ့မတွေ့လို့နေဝေးကောင်းနဲ့မတွေ့ဘူးဆိုရင်ဥမာတယ်လို့စဉ်းစားကြည့်ပါဩကျွတ်တို့ကလည်းဘဝပါဠိကကိလေသာကထူပြောတော့ကျွတ်တို့ကပုဂ္ဂိုလ်3ယောက်ထဲက4ယောက်ထဲမှာ3ယောက်ထဲ1ယောက်ထဲကဖြစ်နေတော့ဖြည်းဖြည်းနဲ့နှင်းနှီးသွားလိတ်သွားသလိုသွားရမှာပါပဲကိုယ်ကိုလျှော့ပလိုက်ဒီကိုယ်ကိုလျှော့ပလိုက်တော့ဒကာဓမ္မအသေးစောအသေးစောသွားတော့နောက်ဘဝပြိတိနေရတော့တဘဝနေရတယ်ဆိုရင်လည်းဒုက္ခဒီကပါသွားတာတွေအကုန်မပြောက်သေးဘူးလားပြောက်သွားလို့ချင်းရင်ဒကာဓမ္မတို့ကိုကျွန်းနေအမတန်မနဲ့နာဘူးဒါဖြင့်ဒကာဓမ္မတို့အခုပြောတဲ့အတိုင်းလိုက်နာလို့ရှိရင်ဖြင့်တစ်ကလည်း၄ဖြစ်နှစ်ကလည်း၄ဖြစ်ဟောတဲ့ဘုဒ္ဓမာလားဆိုတာပေါ်လာတယ်ပေါ်လာဘူးလားပေါ်ပါဘူးဒါဖြင့်ဒကာကျွေသိဘုဒ္ဓတဲ့အိဗေကြီးကိုခမည်းတော်ကိုယ်ပိုင်ရလိုက်တဲ့ဖြင့်တဲ့တန်မြင်ညခမည်းတော်ပါရမီရှိတဲ့ပုဂ္ဂိုလ်လို့မဆိုနဲ့ခမည်းတော်သူညီပေးတဲ့ပုဂ္ဂိုလ်ဟာခမည်းတော်ပါရမီကိုအထမြောင်လုပ်ပေးနေတာရှိပြီးသောပုဂ္ဂိုလ်လည်းခမည်းတော်သိကြတယ်သိကြပါလားဘုရားမတ်ဖို့ရလိုက်တဲ့ပုဂ္ဂိုလ်မှာဟုတ်ပါရဲ့လားလို့သံမြမရှိနဲ့လူမစောနာမဆိုတာဖြစ်နေလူမစောနာမဆိုတာဖြစ်နေပြီတဲ့ကိုညံစောနဲ့တော့ဖြင့်ဒီဥစ္စာဒီလိုမသွားနိုင်တော့ဒီပုဂ္ဂိုလ်ဖြစ်ခဲ့လေရှင်လည်းတို့ဟာပြောတော့အထုသေကံကြီးမှရရင်ရမှာသမားရဲ့ဒီပဲတခါလဲဘုဒ္ဓံထိုင်ရင်းမယ်ဒီကလူမထိုင်ဘူးဒီလိုကြောင်မှာကောင်းနဲ့ပြင်ဆင်ပေးမဲ့လူနဲ့နိနာနေပြရနဲ့ဘုရားဟောတော်မူရာတွေညှိနှိုင်းပြီးတော့ပေးမဲ့လူမရှိရင်တခါတည်းသိကြပေါ်တယ်သူကြတော့ကသူစိတ်ကူပဲလို့လာမှန်းဆိုတော့တော့ကိုအားထုတ်ကြည့်ကိလေသာကကြားထုတ်ဩဒါပြန်ဘုန်းကြီးဟောတဲ့အတိုင်းဘုရားဟောတော်မူတဲ့အတိုင်းတို့ကဆင်းရဲကျင့်ပြီးနှင်းနှင်းမှရမှာအဲ့တော့ခန့်နှင်းကြည့်ပဲဆိုပြီးကိုယ့်ဟာကိုယ်တခါလဲတရားဓမ္မလုံးလာတွေဝရိယတွေအကုန်ပဲပြော့ရော့ကုန်တယ်ဆိုတဲ့အဓိပ္ပာယ်သိရောက်ပါမနဲ့နာဘူးအညာရငါဘယ်နဲ့ဖြစ်သွားနေကအသေးကဆောသွားတယ်လေဆိုတော့ကိုကျိုးရတယ်အမှန်ရောက်ကြအောင်ကောင်းလားဒါကြောင့်ဒကာဓမ္မတို့ခုဒီနေ့ပြောတဲ့အရေးဟာဖြင့်ကိုယ်ခန္ဓာကြီးကိုယ်ဒုက္ခကိုယ်သိရင်နဲ့နီးမှာဖြင့်မြန်သိရင်နေသိရင်နှမျိုးပါဠိတွေကဘယ်လိုလဲရှိစေကမှုအကူညီကောင်းမြန်လို့ရှိရင်နေသိမဲ့ပုဂ္ဂိုလ်တော်မှအမြန်သိနေနေသိရမဲ့ပုဂ္ဂိုလ်တော်မှအမြန်သိနိုင်တယ်ဆိုတဲ့ဥစ္စာဒကာဓမ္မတို့လည်းဆရာနည်းပေါ်မှာမှီတယ်ရှင်းကြည့်ပါတဲ့ဒကာဓမ္မတို့ရှင်သာရိပုတ္တရာဝါရင်ကုန်းလာဟောတဲ့ပရိင်တယ်လေးကမင်းညာပုံညာမရဘူးနမိတ်တောင်မထင်လာဘူးဘုရားကမနဲ့အပ်တော်တဲ့ညနေကိုညီလေးကောင်းတော့
ညနေရသင်္သာရိပုတ္တရာရှင်မဝါလုံးလုံးကဘုရားရှိကြတာမနဲ့အပ်သွားတယ်ညနေကြရမ်းတာဖြစ်ဘာကွာသွားတာတုံးဆိုတော့နိဗ္ဗေကွာရှင်းမလားအော်ဘာကွာသွားပါဒါဖြင့်အခုကြီးဖြင့်ဒကာကျန်လိုလေသေးမရှိဘူးရှိသေးရဲ့လားဒါဖြင့်အာရုံတရားနာလာကြတယ်ဒကာဓမ္မတွေဩဒီနေ့ပါရမီအကြီးကျယ်ပြည့်တဲ့နေ့ပါဘယ်လိုဆိုကြပါရမီအကြီးကျယ်ပြည့်တဲ့နေ့ပဲဆိုတာခမည်းတော်ဉာဏ်နဲ့သေသေးချာချာစဉ်းစားကြည့်တော့သင်္ကေတကျင့်ပြီးနှင်းနှင်းမှရမယ်ဘုရားကဟောတာတပည့်ကြဒီပုဂ္ဂိုလ်ရှိသေးတယ်ကွာတခါကျမဟောတယ်ဟောပါဘူးသုခနိဗ္ဗာန်ကိုဓမ္မသေချာကိုယ်တော်တိုင်ဟောပါတယ်နိဗ္ဗာန်ကောင်းမြန်တော့လေခေါင်းကရှင်သာရိပုတ္တရာကသုံးလနိဗ္ဗာန်မရဘူးဘုရားကမနဲ့မှနိဗ္ဗာန်ညနေရမ်းတော့ဖြစ်ဒီတယောက်ထဲသဘောကျဒါဖြင့်ဆရာနေပေါ်မှာလည်းမှီသေးတယ်ဆိုတဲ့ဥစ္စာပါမီမချမ်းသဘောကျတို့ဘဝကညံ့ရှင်းခဲ့တယ်လို့ဘဝတွေချနေတယ်ဒီဘဝတွေ့ရတဲ့ဆရာမေပြုပြီးဒီကလာလဲအမြန်သွားနိုင်တဲ့နေ့ရလဲတခါကျွဲရှိသေးတယ်မှတ်လိုက်ပါကဲဥမာရင်တို့ပြေပြောလားပြေပြောပြီတဲ့ဥစ္စာဒကာဓမ္မတို့ချင်းမြောက်ပြီးဒကာဆရာပြောနေတဲ့ဒကာလည်းဘောင်းနေတယ်အမှန်ရှိပြီးသားပုဂ္ဂိုလ်ကအမြန်ပြအောင်လုပ်အမှန်ကခင်ဗျားတို့ဆင်းရဲကျင့်ပြီးနေနေမှရအမှားကြီးပဲဒီပုဂ္ဂိုလ်တွေကသဘောကျအခုဒီဘုရားသခင်ကိုရမေကြီးပြင်ပေးတယ်လို့ရှင်သာရိပုတ္တရာတော်မှညံပြဲနေလို့ဘုရားပြင်ပေးရတယ်လို့ဒီမှာလည်းဘယ်ဟောဒီနေရာမှာဒီဟာဟောမရတော့ဟိုနေရာမှာဘုရားကဒီလိုရှိရသေးတယ်ဆိုတော့ဆရာကဒီနေ့ကပါဠိတော်နဲ့တော့ကြိုက်သွားရောက်တော့တကသိရဒီလိုကကြားမဖို့ညံနေရတာဆိုတော့အဲ့ဒီပါဠိတော်တွန်းလိုက်ဒကာကျွနေရာကြခိုင်းဒါဖြင့်ဒကာဓမ္မတို့တိက္ကလေးဖြစ်ပါလေနှစ်ကဟောနေရာကြတာဒကာသိနေရာကြတယ်ဒကာဓမ္မတို့နော်ဩခင်ဗျားတို့ဆရာဘုန်းကြီးကလည်းကျမ်းကျမ်းမာမာနဲ့ခင်ဗျားတို့ကလည်းထောင်းနေနဲ့နားနဲ့ကျမ်းကျမ်းမာမာနဲ့ရှိလို့တို့ဘာလို့သေးတုံးတွေးနေနဲ့တော့နော်လာတာရှုပြီးအမြန်မြန်ချမ်းမှာပဲဆိုတာကတွေးတော့လာတာရှုရင်ဖြင့်ဒကာဓမ္မတို့မသိရပါဘူးကြာလို့လာတာတွေလည်းရှုရင်ဘာဖြစ်လို့မသိရကြုံဆိုကြာလို့လာတာကပရိစ္ဆေသမုပ္ပါတမ်းလို့လာတာတမ်းလို့လာတာကိုကျက်တို့ကသူ့အတန်းခံသလားတဲ့သူ့ကြောင့်မဖြစ်စေသလားသူလာတာဖြစ်ဖြစ်ရှုလိုက်ကျတို့ညာကမက်ကနေပြီးပရိစ္ဆေသမုပ္ပါဖြတ်ချလိုက်လိုက်တော့ဘုရားကိုညာပွားညာမလားဒါဖြင့်ဒကာဓမ္မတို့ဆင်းရဲစွာကိုကျင့်ရသေးလားဉာဏ်ချင်းကလည်းဆက်သွားတဲ့အတွက်ဉာဏ်ကလည်းထက်သွားပြီဉာဏ်ချင်းမဝေးလို့ဆိုတဲ့ဥစ္စာလည်းဒကာဓမ္မတွေသိပါပြီပေါ်ကြဒါဖြင့်ဒကာကျွဲတို့မှရင်တို့အိုးတဲ့လူပါလားဆိုတာပေါ်လာတဲ့လူပါလားဆိုဒီကြည့်ပါလားဒီပြိနေလေးရှင်သာရိပုတ္တရာသူဆွမ်းငိုင်ကကလေးသူသင်္ကန်းဝတ်ပြီးတော့မင်းသင်္ကန်းဝတ်ပြီးတော့ကျင်းกว่าအတုပါတလားတော့ဝါရဝါရရဝါကောင်းလာရမေးတယ်မင်းမနေဘူးပြောသမောဘာမြင်သေးဘူးဗျတကယ်ဝါကောင်းလာရနေကြော်ရလာပြီးကြတခါခေါ်ကြမင်းမနေဘူးကငါပေးရတဲ့ကမ္မထာမြင်သေးဘူးမြင်သေးဘူးဗျကိုရကြီးလျှော့ကြတာငါချိုးလို့ကြောက်မှာပါဘူးနောက်သတင်းကျွတ်တော့မေးကြည့်တော့လေအမှန်တည်းမရဘူးပြောဒီကိုရကြီးကဆုံးဖြတ်ချက်ချငါကသာဝကချွတ်လို့ရမှာပုဂ္ဂိုလ်မဟုတ်ပါဘူးဘုရားဝိနည်းရသမာရဲ့ဘုရားချွတ်မှရမှာသမာရဲ့လို့သူကအောင်မယ်ဒါနဲ့ဘုရားရှိဒီကျမ်းလေးခေါ်ပြီးသွားတော့ဘုရားပြုံးတာပေါ့ရှင်သာရိပုတ္တရာကမ္ဘာမေးလွယ်နေပြီဘယ်လိုလုပ်ကြင်ဆိုတော့သူ့မှာပြင်းရှင်းမရှိဘူးမင်းမတဲ့ဆံခွဲသုံးစိတ်နဲ့မလဲဖြစ်နေပြီဒါပညာဣသရေရပြီးသားကဒါကြောင့်တကယ်ခြေချောနေတယ်ဆိုတော့ပြောဖို့လိုသေးတယ်ဟောဒါနဲ့ဘုရားခင်ကိုရမေကြီးကဲကွာမင်းတပည့်အပ်ထားခဲ့တာပေါ့မင်းညံ့နေတဲ့ခောက်လာခဲ့တာပေါ့ပြောတော့ပြောလိုက်ပြီ
ကိုယ်တော်ကြီးကနေပြီးဒီကလေးကြာဝင်ကြီးတဲ့ဘုံပေါ်မှာတကူနဲ့ဆိုင်ပြီးကြာပန်းတွေကျွေကြတဲ့အနိစ္စဖြစ်ပြီးပေးချတယ်အဲ့ဒါရှုခွာအဲ့ဒါရှုခွာဘုရားသခင်ကိုရမေကြီးကအဲ့ဒီလိုကျွေကြတာမျိုးခင်ဗျာမင်းရရှိရလားမရှိပါဘူးမရှိလို့ရှိရင်အဲ့ဒါခင်ဗျာမရှိရင်တဏှာသေးတာပဲတဏှာသေးလို့ရှိရင်တမဲ့ရနိုင်တာပဲနောက်များများသေးလို့ရှိရင်တဏှာလေးကတင်လေးမဲ့ရပါပဲဆိုပြီးကိုရကြီးကဒီကနေပြီးဒီကလာဒီကြာပန်းကြီးကြောင်းခံပြီးမယ်အဲ့ဒါလည်းကြည့်ပြီးရှုနေတော့ပြီးတော့ခန္ဓာညံလဲလိုက်ကွာဒီခန္ဓာကြာပန်းလို့ပဲဖြတ်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 နဲ့အိဋ္ဌာတွေလဲနေတယ်ဆိုတော့ပြန်ကြည့်လိုက်ဆိုတော့ဟုံညာနာဖြစ်တယ်ညနေကြတဲ့ရှင်သေဘုရားလာတော့အာအသင့်ဒါကကြောဘာလို့အာအသင့်သူနီးပဲလွယ်ဟောနာတရက်နဲ့ပြီးသူ့နဲ့ရပေါင်း90နဲ့တရက်နဲ့ဆိုတော့ဥဒ္ဓဘုမကွာလားအဲ့ဒါဘာလို့ဆိုတာလဲတရားဓမ္မတွေနှိုင်းရှင်ကြည့်ပေါ်ပါဘူးမိမိဆရာလုံးပေါ်ကြဒါဖြင့်ခင်ဗျားတို့ဆရာကတော့ဖြင့်အခုနိဗ္ဗာန်မလို့ပါဘူးခင်ဗျားတို့ကလိုရင်တော့ကြာပြီဟုတ်လားဆရာကတော့ဖြင့်နိဗ္ဗာန်မလို့ပါဘူးနောက်ကြားနေရင်တော့ဘယ်လိုလို့အဲ့ဒါလည်းဂုဏ်မြူကြပါနဲ့ဟာတပည့်တော်လိုတယ်ဗျာလိုတာတော့မပြောနဲ့တော့ဗျာဟိုပြောပြစီဦးရင်းနေမလားလိုတာတော့ပြောပြစီဦးတခါကျမပြောလိုက်ဘူးလားဘယ်နဲ့ပြင်းတာတွေကုန်ခေါ်ပြစီဦးရှင်းမလားအဲ့ဒါတော့ခင်ဗျားတို့ပြင်းတာတွေကားလို့ဆိုရင်ကိုလိုလို့တော့မှတ်တော့ဒီဥစ္စာညီးပေးဖြင့်ကုန်းနေပြီတခါကျတော့မငင်းနဲ့ဩအနိဗ္ဗာန်ဆိုတာလွယ်လားမှတ်တယ်ဗျာလို့တော့လောက်ရပါလားအမှန်လေးကျိုးတော့မသွေးလာနဲ့နေရမကြဘူးတဲ့ကိုလိုတယ်တဲ့လာလာရှိတယ်ဆိုရင်အနိစ္စညာပြတ်သေးရဲ့ဘယ်ကလာပရိစ္ဆေသမုပ္ပါဆက်နိုင်သေးရဲ့မဆက်နိုင်လို့ရှိရင်မဆက်တာဘူးဒီနိဗ္ဗာန်ကြီးကျေစုပြုတယ်ပရိစ္ဆေသမုပ္ပါဆုံးရင်ပါဆိုကြဘယ်နေရာကဆုံးတဏှာဆုံးလဲတဏှာဆုံးတော့နိဗ္ဗာန်ဥပါဒံဆုံးရင်တော့ကံဆုံးရင်တော့ဒါတွေသိချာမှတ်တာပါတဏှာငြိမ်းလဲနိဗ္ဗာန်ဥပါဒံငြိမ်းလဲကံငြိမ်းလဲကဲဘုရားသခင်ကိုရမေကြီးကုသလံဇာဆိုတော့ဘုရားဖြစ်တာဥပါဒံမရှိတဲ့ပုဂ္ဂိုလ်ရဲ့ဘဝပရိသေမနေဘူးဆိုတော့လည်းနိဗ္ဗာန်တဏှာနိရောဓနိဗ္ဗာန်လို့ဆိုလိုက်တယ်တဏှာချုပ်တော့ဒါဖြင့်တရားဓမ္မတို့သူ့အဆက်မခံနိုင်တဲ့ကျတော့လာပြီးဖြစ်ဖြစ်ရှုနေတဲ့ဉာဏ်ဒီတဏှာကိုလည်းငြိမ့်စေလို့နိဗ္ဗာန်ဥပါဒံလည်းငြိမ့်စေလို့ကံကိုလည်းကုန်စေကဲတရားကြောဝေးသလားကဲတရားဓမ္မတို့ပရိစ္ဆေသမုပ္ပါပြတ်တာနိဗ္ဗာန်ပဲဆိုတော့ကိုယ်ကမဖြတ်လို့မပြတ်ဘူးကိုယ်ကလာတိုင်းကညာနဲ့ဖြတ်ပေးနေပြတ်တယ်ဆိုတာသိကြပါလားဒါကြောင့်ဘုရားကယထာယထာပနသကာယောပဏိတောတတတတံပဇာနာတိဥလာရတာရှုနေကွာနောက်ဆုံးနေကုန်းချုပ်လိုက်တခါပြောပါလေလာတာရှုနေကွာအခုယာတို့လည်းရှုပင်ကိုရှိတယ်လည်းရှုပင်ကိုရှိတဲ့ထဲမှာယာထုတ်လိုက်ရင်လည်းဆိုတော့တခါတည်းညံပြတ်သေးရဲ့ညံမပြတ်လည်းညံထက်တယ်အရှုပ်တရားတွေကိုလည်းအကူအညီယူသောကြောင့်ကျတော့ချမ်းသာအရှုပ်တရားတွေအကူအညီရသောကြောင့်ဉာဏ်ကလည်းလာတယ်ရှုနေသောကြောင့်ဒါဖြင့်တရားဓမ္မတို့ချမ်းသာစွာကျင့်၍မြန်မြန်ရမယ်ပေါ်ရလားဘယ်လိုပါလိုက်တာချမ်းသာစွာကျင့်၍မြန်မြန်ရမယ်အနည်းကိုယနေ့ပေးတာပဲတိုင်းတရားဓမ္မတို့သုံးနံပါတ်ကလေးပြောပါဦးချမ်းချမ်းသာသာကျင့်ပြီးတော့နှင်းနှင်းမှရမယ်ပါတယ်တော့ချမ်းချမ်းသာသာကျင့်ပြီးနှင်းနှင်းမှရမယ်လို့ဆိုထားပြန်တော့သူချမ်းသာတာတော့ကိလေသာတော့ဖြင့်ပါရဲ့ပေါ့ဗျာကိလေသာကတော့ပါတယ်တဲ့တရားဓမ္မတို့ကိလေသာပါတဲ့အတွက်ကျင့်ရတာတော့ဖြင့်သိပြီးဒီကာလမပင်မဘူးပေါ့နေတော့အဲ့ဒီနေနေတဲ့ပုဂ္ဂိုလ်ဟာလည်းတရားဓမ္မတို့တရားမဟုတ်ဘူးတဲ့ညံဝေးလို့နေဘယ်လိုကြညံဆက်ဝေးလို့ယူလိုက်စမ်းပါ
ဘယ်လိုယူကြမှာညာဆက်ဝဲလို့နှေးပေါ်ကြအဲ့တော့ညာဆက်ဝဲလို့နှေးပါလေဆိုတာလေတခါသိတခါလေတဲ့တန်ပြရှိဖို့လိုသေးတယ်ညာဆက်နှေးရညာရမယ်ညာဆက်နှေးညာရမယ်ဆိုတာပေါ်ကြအောင်ပြီဒါဖြင့်သူကဘုရားကဒီပုဂ္ဂိုလ်လည်းရှိသေးတယ်ကွာချမ်းချမ်းသာသာကျင့်ပြီးဒီကလာနေရညာတော့လေအရနှေးတယ်ကွာဆိုတော့ဩညာတညာနဲ့တညာတော်တော်ဖြစ်ပြမြင်တာဝေးနေလို့ပဲမဆိုလိုက်ဘူးလားအဲ့ဒါဆိုလိုက်တော့ဘုန်းကြီးတို့ကဒကာဓမ္မတွေဘုရားခင်ကိုရမကြီးဟောထားတာရှိသေးတယ်ဟုတ်လားနှေးတယ်ဆိုတာလေဒကာဓမ္မတို့ဝရိယအားပြော့လို့နှေးဒကာဓမ္မတို့နှင်းနေရတယ်ဆိုတော့ဝရိယအားပြော့သဘောကျဝရိယစိုက်နေလို့ပေါ့ဟိုချမ်းချမ်းသာသာကျင့်ပြီးဒီကလာနေတော့ဝရိယကပြော့ဘူးလားအဲ့ဒီရောအဲ့ဒီနေရာကြတော့ဝရကသတ္တုကဝရိယပြင်းတာပဲဒါပဲရှုပြမလို့သိဘူးဟဲ့ဆိုတဲ့ဝရိယဘာလို့ပေးရပြင်းတံပေးရမယ်ဆိုတော့ပေါ်ဗလားဒါဖြင့်ဝရိယပြင်းတံပေးလိုက်တဲ့ခါကြတော့နှေးပါသူကငကိုကဒီကားလို့ဆိုရင်ဒကာဓမ္မတို့ချမ်းသာသာသူအေးဆွေဆွေပြုတ်ဖြည်းဖြည်းမှယူမယ်ဆိုတဲ့အလေးပဲကိုဘုန်းကြီးများကအိုးဝရိယနဲ့သာမြန်မြန်လိုက်ကြအေးပါတယ်ဆိုတော့လာသေးကိုခမည်းတော်ကဖြစ်ပြရှိပြီးဝရိယပြင်းပြင်းထန်ထန်နဲ့လှုပ်ရတယ်ရှင်းမလားဘယ်လိုလုပ်ကြမလဲဝရိယပြင်းပြင်းထန်ထန်နဲ့လှုပ်လိုက်ပြီးဆိုမှပြင်မရသေးတယ်ရအောင်မလုပ်မရပြီးသားခိုင်မရအောင်လုပ်မယ်ဆိုတော့ဝရိယနှစ်ခုသုံးလိုက်တော့သူကဘုရားကဒီဥစ္စာချမ်းချမ်းသာသာကျင့်ပြီးနှင်းနေမှရမယ်ဆိုတော့နေတာတော့ကျုံမခံနိုင်ဘူးဆိုပြီးကိုယ်စိတ်ကအမြန်မဲရခြင်းတယ်အသေးကစောသွားရင်ခက်တယ်ဆိုပြီးကလာတဲ့ချမ်းချမ်းသာသာနဲ့ကျင့်ရညာတော့လေလာသေးကိုဖြင့်ဒကာဓမ္မတို့ကိလေသာကတော့ဖြင့်သူပါတော့ပါတယ်ပါပေမဲ့လေပါတော့ကြားတော့ဖူးအောင်ပါသဘောကျပါတော့ကြားတော့ထိုးမှာအဲ့ဒီကြားလို့ကိုဒကာဓမ္မတွေကဘယ်လိုလုပ်သူကတော့ဖြည်းဖြည်းမှကြားလေးတစ်ခါထိုးကိလေသာပါတဲ့ပုဂ္ဂိုလ်ကိုတော့ထိုးတာကိုပဲလည်းကျွတ်တော့ကဘာလုပ်မလဲခိုင်းတာလည်းဖြစ်ဖြစ်တည်းယေရှုပြတာကလည်းညံကလည်းထဲညာတို့ကလည်းကိလေသာကပရိစ္ဆေသမုပ္ပါဆက်မလို့လာတာလည်းကျွတ်တော့ဆက်ရသေးရဲ့မဆက်ရတဲ့ကိုလည်းညံစိန်ကကြည်လာတာလေးကိုလည်းညံဖြစ်နေပဲညံနဲ့ပဲအသုံးချလိုက်ဘယ်လိုလုပ်လိုက်လဲညာနဲ့ပဲအသုံးချလိုက်တော့ဒကာဓမ္မတို့ချမ်းချမ်းသာသာလည်းကျင့်ရညာကြီးသုံးချတဲ့အတွက်မြန်မြန်လေးရဆိုတော့ဒါဖြင့်သရုပ်ထာတဲ့ဝင်ဒါဖြင့်ပထမလည်းသရုပ်ထာတဲ့ဝင်တာပဲဒုတိယတော့တတိယတော့အဲ့တော့ခင်ဗျားတို့ကျွတ်တို့အသက်တန်းကလည်းဒကာကျွဲအမှန်တန်တိုးပါအသက်တန်းကလေးလေးပြမထုတ်တဲ့စိတ်ကလေးပြီးနောက်ရှိုက်တဲ့စိတ်ဝန်တွေကမပေါ်တော့ဘူးတခါကျွဲဘယ်လိုဆုံးမြိုက်တာဟောတဲတို့တဲ့သက်တမ်းပါလားဆိုတော့ပေါ်လာဘူးလားအခုလိုတခါအတော်နဲ့တေပါတွေအသံနဲ့ပလန်နေနဲ့ရှုပ်လာပြန်တော့လေကဘာကြီးတောင်ပြတ်နိုင်ပါလားဆိုတော့အတူဟာရောမရှိဘူးလားအဲ့ဒါလေးရှိနေတာဒီလောက်တူတဲ့အထဲမှာကျတော့ကဆင်းရဲခြင်းနှင်းနေမှရမယ်ဆင်းရဲခြင်းမြန်မြန်ရမယ်ဒါလည်းမလို့ချင်ဘူးချမ်းချမ်းသာသာကျင့်ပြီးနှင်းနေမှရမှာအာမြန်မြန်ဒီခါလဲဒကာဓမ္မတို့ချမ်းချမ်းသာသာလည်းကျင့်အမြန်လေးရတယ်နီးလာဘယ်ဟာလိုက်ကြမလဲဒကာဓမ္မတို့ကျင့်တဲ့အခါလဲချမ်းချမ်းသာသာဆိုတော့ဒကာဓမ္မတို့ခင်ဗျားတို့ကြိုက်ခဲ့ကြပါအမြန်ရတယ်ဆိုတော့ဒါဖြင့်ကိုယ်ကြိုက်ကခုမှလေးမှသွားနေကိုယ်ကြိုက်ကလေးဆိုတာဘာပါလိမ့်ဒကာကျွေးချမ်းချမ်းသာသာလည်းကျင့်ရတယ်အမြန်လေးရလေးနံပါတ်ကလေခင်ဗျားတို့ကြိုက်ဆုံးဒီထဲမှာပဲဟာပါလေလေးနံပါတ်ပဲဒါဖြင့်လေးနံပါတ်ခင်ဗျားတို့ခိကြိုက်ပဲဆိုရင်လည်းမလွယ်ပါဘူးလေးနံပါတ်ခိကြိုက်ပဲဆိုရင်လည်းအဲ့ဒီလေးဖြစ်ခြင်းလို့ရှိရင်လည်းတစ်ကိုလည်းပြင်ရပါတယ်
နှစ်ကိုပြင်သုံးကိုပြင်ဒါကတော့ဆရာသမားပေါ့မိတယ်ပင်ကိုပါရမီကတစ်ပုဂ္ဂိုလ်လည်းပါကြနှစ်ပုဂ္ဂိုလ်သုံးပုဂ္ဂိုလ်ပါကြသို့တော့များသောအားဖြင့်တစ်နဲ့သုံးကသာများလေးကဖရာလက်ထက်ကလူတွေများလေးကသဘောကျအခုအများဆုံးကိုရည်တွက်ရင်ဖြင့်တစ်ပုဂ္ဂိုလ်များအဲ့ဒီတစ်ပုဂ္ဂိုလ်ကိုလေးပုဂ္ဂိုလ်ဖြစ်ရှင်လဲခမည်းတော်အခုပြောတဲ့နည်းကိုသာလိုက်ပါလေးပုဂ္ဂိုလ်ကတစ်ဖြစ်ရှင်တစ်ပုဂ္ဂိုလ်ကလေးဖြစ်ရှင်ပြောတဲ့နည်းဆိုတာကဓာတုကိလေသာကိုကိုယ်ပိုင်ပြအောင်လုပ်ဖို့ပဲဘာဆိုရမလဲသဘောကျကြည့်ပါတဲ့ဓာတုစီတို့တရားဓမ္မတို့ယူဇနာသိရတယ်ခေညတွင်ပေါက်ကြီးဘုရားတခါတည်းဆုံးခံသွားနေတာဆုံးခံရမှတ်တာရှင်ဘုရားတရားဟောပါဆုံးခံရမှတ်တာတရားဟောပါဆိုတော့အာဓာတုစီဘယ်ဆုံးခံရင်တရားဟောမှာမဟုတ်ပါဘူးကောဝတရားပြက်ကုန်ပြီမဲ့မဟုတ်ဘူးဗျရှင်ပြဆုံးဖုံးခဲ့ရတာကြာလာပါပြီဘောများဆိုတော့မြတ်ဆုံးမစားဘူးမရှိပါဘူးမြန်မြန်သာဟောပါတပည့်တော်တို့အရှင်ဘုရားခန္ဓာကိုယ်လည်းအိဋ္ဌတပည့်တော်ခန္ဓာကိုယ်လည်းအိဋ္ဌဒါကြောင့်မြန်မြန်ဟောပါလို့ပြောတယ်ဆိုတော့ဘုရားခင်ကိုရမကြီးကအမောကဆိုင်တော့ညံရင်းမချက်ဖဲနေသူကယူဇနာသိရတယ်ခေညရင်းညလာခဲ့အဲ့ဒီညံကတိမ့်နေဘိုလ်ဝိတ္တတွေကဝင်းနေဒီတယ်ဘုရားဆိုင်ပါအောင်ကွဆိုတော့တပည့်လောက်သုံးခံသွားပြန်တယ်ရှင်ဘုရားဟောတော့ဘုရားမဖြစ်ဘူးဆိုပြီးဒီကလာဟောခိုင်းတော့လည်းနေပါအောင်ကွအမောကကောင်းကောင်းမပြေသေးလို့အမောကောင်းပြေသေးတော့ညာငါထက်ပါမထက်ပါဘူးအဲ့ဒါနဲ့နောက်သုံးခါကြတော့ကဲကွာမင်းဒီကားလို့ရှင်မြင်တာဖြစ်ဖြစ်ရှုကြားတာဟုတ်အဲ့ဒါကိုရှုလိုက်လို့ရှင်ပြီးတာပါပဲကွာဆိုတော့ဘုရားလည်းဟောပြီးရသူလည်းရှုလိုက်တာပဲရှုလိုက်တဲ့နဲ့ပြင်တယ်မဲလေးတာဒီခြေတော့နှိရင်ရမြန်ဘူးလားအဲ့ဒါဘာတော့ဆိုလို့ရှိရင်တရားဓမ္မတော့ကဲမြင်နာကြတာဘာအကုန်လုံးပြီးကြလားအကုန်သာဖြစ်ဖြစ်ရှုလို့ကွာလို့ဆိုတော့ဒီတရားလည်းပါရှင်းမလားလာသေးကိုဘာလို့လဲအဲ့လာသေးဖြစ်ဖြစ်ရှုဆိုတော့တရားဓမ္မတော့ကိလေသာဒီဆင်းရဲတဲ့အလုပ်ကြီးကောဆင်းရဲပေးမလို့လာတာကောကျွတ်တို့ကိုကန့်ကွက်နိုင်သေးရဲ့လားသူလာလို့ရှိရင်သူစကားနားထောင်ရင်ကျွတ်တို့အလုပ်ချေသွားပြီအရာနှေးပေါ့အဲ့တော့သူစကားလည်းနားမထောင်ဘူးတခါလဲဓာတုဘာဖြစ်ဖြစ်ရှုလိုက်လို့ဘုန်းကြီးတို့ပြောဖြင့်ဓာတုစီဟောနည်းကိုပြောတာဒါကြွယ်ရိပ်မိဗလားဥမာရင်ရိပ်မိဒါဖြင့်ခမည်းတော်ဒီအပြန်တော့ထိုင်တာပေါ့ထိုင်ကြည့်လိုက်တဲ့အခါကျတော့လာတော့ဓာတုကတော့လာမှာလာတာဘာလို့ကြအဲဒီပဲရှုလိုက်တော့သမန်းဖို့ရာသူလာပြီးကျွတ်တို့ကိုအဖြစ်သဘောနဲ့လာကျွတ်တို့ကအပြုသဘောနဲ့ရှုကြည့်လိုက်တော့အပြည့်သဘောကအပြုသဘောဖြစ်သွားတဲ့အခါကျတော့ကျွတ်တို့ရန်သူသည်ဟုတ်လားဒီရရက်ကရန်သူဖြစ်တယ်လားကျွတ်တို့စီရောက်တဲ့အခါကျတော့မိတ်ဆွေပြင်းနဲ့မှုထမ်းတော့ဒီလိုလုပ်ပလိုက်လို့ချင်းမကြပါဘူးကဲဓမ္မတွေသဘောပါဗလားဒါဖြင့်ကိလေသာကြာထိုးတိုင်းကြာထိုးတိုင်းပါလုံးမယ်ဒီပြည့်ရှိလိုက်တဲ့အတွက်ဆင်းရဲသွားကျင့်ရမှာလားတရားဓမ္မတို့တဲ့ချမ်းချမ်းသာသာကျင့်ရမှာကိုယ်ကကိုယ်ဖြစ်ဖြစ်ရှုနေတာပဲသူကြားထိုးပေမဲ့သူစကားမှနားမထောင်တော့จิตတော်မှာပဲသူလည်းရှုခံလာတာပဲစိဖြစ်ပြတာရှုလာအဲ့ဒါဉာဏ်ချင်းကပဲနဲ့ဖြစ်သွားတယ်ဉာဏ်ချင်းပြီးဆိုလဲအိန္ဒြေကမရင်လားပြင်းရင်ကြည်ရင်ဒါဖြင့်ချမ်းချမ်းသာသာကျင့်ရ၍ဟုတ်လားအိန္ဒြေရလွယ်သောကြောင့်တဲ့တရားဓမ္မတို့သရုပ်ရပုဂ္ဂိုလ်ဖြစ်ရတယ်ရှင်းမလားဒါဖြင့်ဒီနေ့လုတ်ပေးနည်းကိုသေရီတောင်ခမည်းတော်မဖြောက်ပါနဲ့အလွန်အရေးကြီးတဲ့စကားဆိုတာလည်းသိတော့ပါရှင်းကြကဲဒီနေ့ဒီရင်တော်ကြ